အကျန်းဖတ်သမားတွေကလက်နက်တစ်ခုကိုစမ်းသပ်နေတော့မှာပဲအနည်းနားမှာပြန်တန်းနေတဲ့ Air Force 1 လေယာဉ်ကြီးကိုလမ်းမြင်လိုက်ရပါတယ်။အဲ့ဒီလေယာဉ်ပေါ်မှာအမေရိကန်သမ္မတကြီးပါလာတာကတော့အသေးကြပါပဲ။အချိန်ဆွဲမနေတော့ပဲလေယာဉ်ဖြစ်ဒုံးကြီးနဲ့လှမ်းပစ်လိုက်ကြပါတယ်။လေယာဉ်ရဲ့စနစ်ကဒုံးကြီးကိုတိလိုက်တာနဲ့လုံခြုံရေးအရာရှိကတိုက်လေယာဉ်တွေအကူအညီကိုချက်ချင်းတောင်းလိုက်ပါတော့တယ်။ဌာနအားလုံးသတိထားပါ။အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကိုစတင်လိုက်ပါ။သမ္မတကြီးအတိုက်ခိုက်ခံနေရပြီ။ထပ်ပြောမယ်။သမ္မတကြီးအတိုက်ခိုက်ခံနေရပြီ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲစနစ်တစ်ခုလုံးပျက်စီးသွားပါတယ်။အဖွဲ့ခေါင်းဆောင်ကချက်ချင်းပဲသမ္မတကြီးကိုအရေးပေါ်ထွက်ပေါက်ရှိတဲ့အလုံးပိတ်အခန်းငယ်ထဲထည့်ပြီးလေယာဉ်ပေါ်ကနေပြစ်ချလိုက်ပါတယ်။သမ္မတကြီးရဲ့တပ်တော်ဆောင်တယောက်ကအဲ့ဒီနောက်ကိုချက်ချင်းလိုက်ခုန်ခဲ့ပေမဲ့သူ့ရဲ့လေထီကပွင့်မလာခဲ့ပါဘူး။နောက်ထပ်တပ်တော်ဆောင်တယောက်ကဘာဖြစ်တာလဲဆိုပြီးအဖွဲ့ခေါင်းဆောင်ကိုမေးမြန်းပေမဲ့အဖြေပေးမဲ့အစားသူ့ကိုတနက်နဲ့ပြေးတက်လိုက်ပါတယ်။တကယ်တော့အဲ့ဒီအဖွဲ့ခေါင်းဆောင်ကတစ္ဆာဖောက်တယောက်ထိနေတာပါ။အဲ့ဒီနောက်သူကိုယ်တိုင်လည်းလေထီနဲ့ခုန်ချသွားပြီးသမ္မတကြီးကိုရှာဖွေပြီးတပ်ပစ်ဖို့ကြံစီပါတော့တယ်။ဒီချိန်မှာပဲဒုံးကြီးကြောင့်အနီးနားကလေယာဉ်တွေအားလုံးပျက်စီးသွားခဲ့ပါတယ်။ပင်တာဂွန်စစ်ဌာနချုပ်ကသမ္မတကြီးကိုရှာဖွေဖို့စစ်တပ်တစ်ခုလုံးကိုစေလွှတ်လိုက်ပါတယ်။လေယာဉ်ရဲ့ black box ကိုပြန်ရှာထွေးခဲ့ပေမဲ့သမ္မတကြီးကတော့ပျောက်ဆုံးနေသေးပါပဲ။နောက်ပိုင်းမှာတော့မာဖီယာကိုင်းသားတွေကအလုံးဖိတ်အခန်းငယ်စီရောက်လာပြီးတစ္ဆာဖောက်အဖွဲ့ခေါင်းဆောင်ဟာသူတို့နဲ့တပေါင်းတည်းဆိုတာပေါ်သွားပါတယ်။ဒါပေမဲ့အခန်းကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့အံ့ဩသွားကြပါတယ်။တယောက်ကသမ္မတကြီးကိုခေါ်သွားနေပြီဖြစ်နေလို့ပါ။မုတ်ဆိုးရဲ့တယောက်ကသမ္မတကြီးကိုကယ်ထုတ်သွားခဲ့ပြီးအခုဆိုရင်သူတို့နှစ်ယောက်တောင်ပေါ်မှာ hot dog စားနေကြပါတယ်။သမ္မတကြီးကအနီးနားကမြို့ကိုသွားဖို့လိုတယ်လို့ပြောပေမဲ့ဒီကောင်လေးကတော့ကျွန်တော်အခုမသွားနိုင်သေးဘူးလို့ပြန်ပြောပါတယ်။သူ့ရဲ့ရိုးရာအရအမဲလိုက်တာအောင်မြင်မှသာအိမ်ပြန်လို့ရမှာဖြစ်ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်အတူတူအမဲလိုက်ထွက်ခဲ့ကြပါတယ်။လမ်းမှာတော့ရေခဲတစ်တာတစ်လုံးကိုတွေ့ခဲ့ပြီးအထဲမှာသမင်ခေါင်းတစ်ခုနဲ့စားတစ်စောင်းကိုတွေ့လိုက်ရပါတယ်။အဲ့ဒီသမင်ကကောင်လေးရဲ့အထည်စီကမွေးနေ့လက်ဆောင်ဖြစ်ပေမဲ့ကောင်လေးကတော့မပြောပါဘူး။သူကကိုယ်တိုင်အမဲလိုက်ချင်တာပါ။သမ္မတကြီးကသူ့ရဲ့တစိတ်ကိုကောင်လေးကိုပေးပြီးမင်းကအမေရိကန်သမ္မတကြီးကိုကယ်ခဲ့တာဒါဟာတစ်ကိုကြီးကျယ်တဲ့ကိစ္စပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအဖွဲ့ခေါင်းဆောင်ရောက်လာပြီးသမ္မတကြီးကလည်းသူဟာတစ္ဆာဖောက်ဆိုတာချက်ချင်းရိပ်မိသွားပါတယ်။သမ္မတကြီးကသူ့ရဲ့တနက်ကိုဆွဲထုတ်ဖို့ကိုးစားပေမဲ့ဖြစ်လို့မရခဲ့ပါဘူး။အဖွဲ့ခေါင်းဆောင်ကတနက်ကိုလူယူပြီးတနက်ကအလုံးလုံးကြောင်တက်သေးပြဖို့မိုးပေါ်ကိုပြစ်ပြလိုက်ပါတယ်။သူကသူတို့ကိုတတ်ချစ်တာမဟုတ်ပဲဖမ်းဆီးချင်တာပါ။တိုက်ပွဲတွေစတင်ဖြစ်ပွားလာပြီးကြောက်ကောင်းနေနောက်မှာပုံနေတဲ့မုတ်ဆိုးလေးကတော့အရာအလုံးကိုကြည့်နေပါတယ်။နောက်ဆုံးမှာတော့တစ္ဆာဖောက်ကသမ္မတကြီးကိုရေခဲတစ်တာထဲမှာပိတ်လောင်လိုက်ပါတော့တယ်